အားလုံးပဲမင်္ဂလာပါကျွန်မအခုမြဝေမှာမကားတော့မြတ်ဗုဒ္ဓအလိုချဘဝနေထိုင်နည်းနဲ့ပတ်သက်ပြီးတော့မြဝေမှာဖြစ်ပါတယ်ရှင်မြတ်ဗုဒ္ဓနဲ့ပတ်သက်ပြီးတော့ရှေ့ဗီဒီယိုတွေမှာမြဝေပြီးအခုကအလိုချနဲ့ပတ်သက်ပြီးတော့မြဝေမှာဖြစ်ပါလေရှင်အလိုချကျွန်မတို့ပတ်ဝန်းကျင်မှာကြားနေကြစကားတခုရှိတယ်ငါကတော့ဘသူရဲ့အလိုချနေရလဲယောက်ျားယူထားလေယောက်ျားရဲ့အလိုချနေရလေမိဘတွေရှိတယ်မိဘတွေရဲ့အလိုချဆရာသမားလေးနဲ့တွေ့ရင်ဆရာသမားလေးရဲ့အလိုချနေရတယ်လို့ပြောကြတယ်ဟုတ်ကဲ့ရှင်အဲ့ဒါတွေကလည်းသူတို့အလိုလိုက်တယ်ဆိုတာကလည်းတကယ်တော့ကိုယ့်အတွက်လည်းအကျိုးရှိနေလို့ပါပေါ့နော်အကျိုးမရှိဘူးမှတော့ဘသူရဲ့အလိုကိုမှလိုက်ကြမှာမဟုတ်ဘူးလေကိုယ်စိတ်ထဲရှိတဲ့အတိုင်းပဲနေကြမှာပါပဲဗုဒ္ဓကတတ္တဝါတွေကိုဘာဖြစ်စေချင်တာလဲလောကမှာဗုဒ္ဓဘာလို့ပွင့်ထွန်းပေါ်ပေါက်လာရတာလဲဒီနေ့ကတော့လောကမှာဗုဒ္ဓဘာလို့ပွင့်ထွန်းပေါ်ပေါက်လာရတာလဲနဲ့ပတ်သက်ပြီးတော့ပြောမယ်လောကထအထာယဟိတယဒုက္ခယဒေဝမနုဿာနံဒေဝမနုဿာနံဆိုလာလူတွေနဲ့တွေပြမတွေအထာယအကျိုးရှိစေဖို့ဟိတယအကျိုးစီးပွားတွေဖြစ်စေဖို့ဒုက္ခယချမ်းသာဖို့လောကမှာလေဗုဒ္ဓဘာလို့ပွင့်ထွန်းပေါ်ပေါက်လာလဲဆိုတော့သူ့ဘာသာသူဖျားစုပန်ပြီးတော့ဖျားဖြစ်ခြင်းလို့ဖျားဖြစ်လာမဟုတ်ဘူးရှင်လောကမှာလူတွေနဲ့တွေပြမတွေအကျိုးရှိစေဖို့အစည်းပွားတွေဖြစ်စေဖို့ချမ်းသာဖို့အတွက်ပေါ်ပေါက်လာရခြင်းဖြစ်တယ်ဗုဒ္ဓကလေတတ္တဝါတိုင်းကိုအကျိုးရှိစေခြင်းနဲ့ဒါပေမဲ့တတ္တဝါတိုင်းကတော့အကျိုးရှိတာကိုမလုပ်ကြဘူးအကျိုးမေးတာတွေကိုလုပ်နေကြတယ်ဘာကြောင့်လဲအမှန်ကိုတကယ်မသိလို့ပါလေစီးပွားဖြစ်ဖို့ကိုမလုပ်ကြဘူးအစည်းပွားတွေပြတ်ဖို့ကိုလုပ်ကြတယ်ချမ်းသာဖို့ကိုမလုပ်ကြဘူးဆင်းရဲဖို့ကိုလုပ်ကြတယ်ဒါပေမဲ့သူတို့ရဲ့အသွေးတွေမှာတော့ဒီအလုပ်လုပ်ရင်တော့အကျိုးရှိမှာပဲချမ်းသာမှာပဲစီးပွားတွေဖြစ်မှာပဲလို့ထင်တတ်ကြပါတယ်နောက်ထပ်ဆန္ဒဗုဒ္ဓပေါ့နော်တတ္တဝါတွေအပေါ်မှာဖြစ်စေခြင်းနဲ့ဆန္ဒလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့တတ္တဝါတွေကိုကိလေသာတွေကင်းစေခြင်းတာကိလေသာကင်းရင်လည်းအကျိုးတွေများတယ်ဘဝဟာလေဒုက္ခပါပြဿနာတွေအများကြီးပါပဲဘဝရနေသေးတဲ့များတော့စစ်မှန်တဲ့ငြိမ်းချမ်းမှုဆိုတာကျမတို့ချမ်းသာဆိုတာရကြအကြောင်းမရှိဘူးအရိယာပုဂ္ဂိုလ်မှာသောတာပန်တက္ကရာကံအနာကံယဟန္တာဖြစ်တယ်ဗုဒ္ဓကအနာကံအစဉ်ရောက်တာတောင်မှတအားကြီးမချီကျူးသေးဘူးဘာဖြစ်လို့လဲအနာကံမှာဘဝရာကကျန်နေသေးလို့ပါဘဝရတဲ့ပုဂ္ဂိုလ်တွေရဲ့အတွေ့အကြုံနဲ့ဒုက္ခဟာဘဝရနေတဲ့သူကိုယ်တိုင်ကအတိဆုံးပါပဲဟဲ့ငါတို့ကတော့အခုကျန်နေကြတဲ့ဘဝမှာနေရတော့ဒုက္ခတွေကြုံရတာပါနော်ချမ်းသာတဲ့သူတွေမြင့်မားတဲ့သူတွေအောင်မြင်တဲ့သူတွေအဆင်ပြေတဲ့သူတွေကတော့ဒုက္ခဆိုတာရှိမှာမဟုတ်ဘူးဒုက္ခတွေကင်းနေမှာပဲအဲ့လိုမထင်လိုက်နဲ့ရှင့်ချမ်းသာလေလူအောင်မြင်တဲ့သူတွေမှာလည်းဒုက္ခဆိုတာရှိပါလေဒုက္ခတွေကင်းချင်ပါလေလို့တတ္တဝါတိုင်းကပြောနေပေမဲ့တကယ်တမ်းဒုက္ခကင်းလားမကင်းမှုရှင်ဘာကြောင့်လဲဘဝရှိနေသေးလားဖြစ်တဲ့အတွက်ကြောင့်ဒုက္ခတွေရှိနေသေးလားပါဘဝရှိတဲ့အတွက်ကြောင့်ကျမတို့တွေကလည်းစားဝတ်နေရေးတွေရတယ်ဖြစ်ရှင်းရမယ်ဒီတော့ချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာမယ်ဆိုရင်ခဏတော့ဒုက္ခခံလိုက်မယ်ကွယ်အခုတော့ဒုက္ခခံလိုက်မယ်နောက်အစဉ်ပြေဖို့အတွက်ဆိုပြီးတော့ဒုက္ခရောက်ခြင်းရောက်ပါစေဆိုပြီးတော့ကျမတို့တွေတစ်ခါတလေမှလည်းရင်းရတာလေးလည်းရှိတယ်ချို့လူတွေကပြောကြလဲဗုဒ္ဓဘာသာနိုင်ငံပဲပေါ့နော်ဗုဒ္ဓဘာသာအများစုကိုးကွယ်တာပဲဒါပေမဲ့လို့လူတွေကဘာဖြစ်လို့ခုတိုင်အောင်မားနေယနေ့တိုင်အောင်မားနေကြတာလဲဆိုရင်တော့လူတွေရဲ့မွေးဖွားတဲ့ပေါ့နော်မွေးကလေးကပါလာလဲဗီဇလဲစရိုက်တယ်သူတို့ရဲ့ကြီးပြင်းကလေးပတ်ဝန်းကျင်နဲ့ခံယူချက်တွေပညာအရေးအချင်းနဲ့သူတို့ရရှိခဲ့တဲ့အဆုံးအမတွေနဲ့လည်းသက်ဆိုင်ပါတယ်ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့ဆိုတိုင်းလဲအားလုံးကတော့ပြည့်စုံနေလားမဟုတ်ဘူးဘဝရဲ့နောက်တစ်ခုကဘဝရဲ့အတိတ်ပဲဆိုတာသိဖို့လိုအပ်တယ်ဗုဒ္ဓကလည်းတတ္တဝါတွေကိုဘာလို့ချမ်းသာစေချင်တာလဲစီးပွားဖြစ်စေချင်တာလဲဘာလို့အကျိုးရှိစေချင်တာလဲလို့မေးလိုက်
ဘဝဟာဒုက္ခမဟုတ်လို့ပါပဲ။ဘာကြောင့်လဲဘွားရလဲသူတိုင်းသိတယ်။ချမ်းသာတယ်ဆိုတာနည်းနည်းဆင်းရဲဒုက္ခတွေကအများကြီးပဲ။လူ၃မျိုးရှိတယ်။အန်တာ၃မှာဟောထားတယ်။အန်တာဆိုတာကအကန့်လို့ပြောတာဘလို့ပုဂ္ဂိုလ်ကိုအကန့်လို့ပြောတာလေ။စီးပွားရေးမျက်စိလည်းမရှိဘူး။ကုသိုလ်အားကုသိုလ်လည်းမသိဘူး။ဒါဆိုရင်သူ့ကိုနှစ်ဖက်ကန့်လို့ခေါ်တယ်။အကန့်ပေါ့နော်မမြင်ဘူးလို့ခေါ်တယ်။ဘဝမှာလည်းချမ်းသာအောင်လည်းသူမလုပ်တတ်ဘူး။ချမ်းသာအောင်မလုပ်တတ်ဘူးဆိုတော့ကုသိုလ်အားကုသိုလ်တင်များသိပြီးတော့များအားကုသိုလ်ကိုရှောင်ပြီးတော့ကုသိုလ်လေးများလုံးနေလာလားဆိုတော့လည်းမလုပ်ဘူးချမ်းသာအောင်ဆိုတာကတော့တယောက်နဲ့တယောက်ကံလည်းမတူဘူးအခြေအနေလည်းမတူဘူးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အထွာနဲ့ကိုချမ်းသာတယ်လို့ပြောတာပေါ့နော်ကိုယ့်အခြေအနေနဲ့ကမ္ဘာချမ်းသာဆုံးနေတော့သွားရှင်လို့မရအောင်ပေါ့နော်ဒါတော့သိတဲ့ဒီဘဝနောက်တန်တရားအကျိုးမရှိတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်ကိုအကန့်လို့ခေါ်တယ်နောက်တစ်ခုကဧကစက္ခုကတစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်လက်ရှိဘဝမှာလေချမ်းသာအောင်လုပ်တတ်တယ်ဒါပေမဲ့တန်တရာနဲ့ပတ်သက်ပြီးတော့ကုသိုလ်အကုသိုလ်ဆိုတာမသိဘူးလက်ရှိဘဝမှာဆိုရင်လူတွေတော်တော်များများပြသူကနော်စီးပွားရေးအကွက်မြင်တာနော်သူမလုပ်တတ်ဘူးဆိုတာဘာမှမရှိဟုတ်ကဲ့ရှင်တဘဝအတွက်တော့သူအဆင်ပြေအောင်လုပ်တတ်တယ်အဲ့ဒါကဧကစက္ခုကတစ်ဖက်မြင်ဒွိစက္ခုကနှစ်ဖက်မြင်ဆိုလာကလက်ရှိပစ္စုပန်မှာလဲသူအစဉ်ပြေအောင်နေတတ်တဲ့ချမ်းသာအောင်ပေါ့နော်သူလှုပ်တတ်တယ်တန်တရားမှာလည်းပဲဖြတ်တန်းတဲ့အခါမှာကုသိုလ်အကုသိုလ်မှာသူဘာကိုလှုပ်ရမယ်ဆိုတာကိုသူသိတယ်ဗုဒ္ဓကဘလို့ပုဂ္ဂိုလ်ကိုမပေါင်းခိုင်းလဲဆိုရင်အန်တာနှစ်ဖက်လုံးမမြင်တဲ့သူနဲ့တစ်ဖက်ကန်းနေတဲ့သူအဲ့လိုလူလေးကိုမပေါင်းမနဲ့တဲ့သူတို့ကဒီဘဝမှာပဲအသုံးချလို့ပါလေမကောင်းတဲ့အရာတစ်ခုကလည်းဘယ်နေရာမှာမှအသုံးမဝင်ဘူးဗုဒ္ဓပြောတဲ့စကားကိုကျမတို့တွေကနားထောင်မယ်လိုက်နာမယ်ဆိုရင်ကျမတို့ဒီလောကကြီးမှာနေလို့မရတဲ့နေရာဆိုတာလည်းမရှိသလိုပေါင်းလို့မရတဲ့အပေါင်းအသင်းဆိုတာလည်းမရှိပါဘူးအကုန်လုံးကပေါင်းလို့ရပါတယ်ဗုဒ္ဓကလည်းတပ္ပပပတ္တအာဂရနဲ့မကောင်းတာဆိုရင်လုံးဝမလုပ်ရဘူးမကောင်းတာကိုကျမတို့ဘာလေးနဲ့ဘာလေးနဲ့တတ်မှတ်ကြလားလေလောကကြီးမှာကိုမတ်ဆိုင်လို့မကောင်းတာလားဘသူအတွက်မှမသိတော်လုံးမကောင်းတာလားအကုသိုလ်ဆိုတာကတော့အပြစ်ရှိတယ်မကောင်းတဲ့အကျိုးကိုပေးတယ်လူဆိုတဲ့ပုဂ္ဂိုလ်ကလည်းအပြစ်တော့လုပ်တတ်ကြတယ်ဒါပေမဲ့မကောင်းတဲ့အကျိုးကိုမလိုချင်ကြဘူးမကောင်းတာလေလုပ်ပြီးတော့တဲ့တခါတလေမှာလေစီးပွားရေးအဆင်ပြေတာလေးလည်းရှိတယ်ဒါပေမဲ့လူတိုင်းရဲ့ဗဆက်ဖျားမှာတော့ကောင်းတဲ့စကားကိုကြားခွင့်ရမှာမဟုတ်ဘူးဒီကောင်ကတခိုးပဲကြက်ပိုးပဲဟာဒီကောင်ကလိန်စားတာပဲအခုဆိုရင်ခစ်စားနေတယ်ကြားဖြတ်နေပေါ့နော်ဗဆက်ရှိတာပဲဘာဖြစ်လဲဘသူပါပြောဂယုမဆိုင်ဘူးလို့ပြောပေမဲ့ကိုယ်မကောင်းပြောတာလေရှင်ထဲမှာနေလို့အဆင်ပြေရဲ့လားဘသူကယူဆိုင်စရာလို့တော့လဲဆိုရင်အဲ့ဒီလူရဲ့ဘဝမှာငြိမ်းချမ်းစရာအကြောင်းမရှိဘူးဘသူပေါ့နော်ဘသူတွေကပဲဒုက္ခပေးပါကိုယ့်ရဲ့စိတ်ကငြိမ်းချမ်းနေမယ်ဆိုရင်ဘာဖြစ်နေတာပါပဲလေလွတ်မြောက်နေလာပါပဲဒါကြောင့်ねအရိယာလေးကဘာဖြစ်လဲလူတွေရဲ့အမြင်မှာတရုပ်ပိုင်းဆိုင်ရာဆင်းရဲခြင်းဆင်းရဲမယ်စိတ်ပိုင်းဆိုင်ရာချမ်းသာနေတဲ့အတွက်သူတို့တွေဟာလွတ်မြောက်နေတာပဲစိတ်ဆိုတာဘာနဲ့တူလဲဆိုတော့အဖြူတယ်ပါပဲလေရေနဲ့တူတယ်အသုံးပြုသူရဲ့အလိုအကျပြောင်းလဲတတ်တာပါဥပမာရေပေါ့နော်ရေဆိုရင်ကျမတို့ကရေခဲစားချင်တယ်ဆိုရင်ရေခဲဖြစ်အောင်ကျမတို့ရေကိုအေးခံမယ်ဟာရေပူတောက်ချင်တယ်ရေနွေးတောက်ချင်တယ်ဆိုရေကိုကျမတို့အပူပေးလိုက်မယ်မဟုတ်ဘူးကျမတို့ဖြော်ရည်တောက်ချင်နေဆိုအဲ့ဒီရေကိုကြိုက်တဲ့အရှောင်းနဲ့အနက်နဲ့အရာသာလေးထည့်လိုက်ရေကပြောင်းလဲလာမဟုတ်ဘူးကျမတို့ရဲ့စိတ်ကဒီလိုပုံစံလေးလိုချင်နေဆိုတာနဲ့ပြောင်းလဲအောင်လုပ်တာစိတ်ကိုမသက်ရှင်အောင်လုပ်တဲ့အရာတွေကဘာတွေလဲဆိုရင်စိတ်သက်သိပ်တယ်မကောင်းတဲ့စိတ်ရှိနေတဲ့အတွက်ကျမတို့ဘာအလုပ်ကိုပဲလုပ်ပါလဲမကောင်းတဲ့အလုပ်ကိုပဲလုပ်ပါမယ်အဲ့တော့မကောင်းတဲ့စိတ်တွေကိုဖြစ်စေတတ်တဲ့စိတ်သက်သိပ်က14ပါရှိပါတယ်ရှင်အဲ့ဒါကိုနောက်ဗီဒီယိုမှာမျှဝေမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်